Hello everyone ဒီနေ့ကတော့ Hazel နဲ့ Rachel အတူအပေါင်းအစည်းလေးလုပ်ပြမှာပဲဖြစ်ပါတယ်။ကဲဒီအပေါ်ဆုံးဟာလေးကိုအရင်ဖွင့်ပါမယ်။ဖွင့်ရအောင်။ကဲဖွင့်မယ်။ကဲဖွင့်မှုပါပြီ။အရန်လေးချစ်ဖို့ကောင်းနေပေါ့နော်။ Rachel ဟာတော့ပိုင်းအောင်လေးပါ။ Hazel ဟာတော့အောင်လေးပါရန်လေးချဖို့ကောင်းပါလေကျိုးလေးတွေကတော့ကျိုးလေးပါပိုင်းအောင်လေးတွေပေါ့နော်အထဲတွေကတော့ဒီလိုအကန့်လေးတွေပေါ့နော်ဝေချယ်တို့ကနှစ်အိတ်ဝယ်ထားတာပါရှင်ခရိုမီကိုပဲပေါ့နော်ကဲနောက်တစ်ခုဖောက်ပါမယ်ကဲဒီလွဲလေးဖိလိုက်ပါအောင်မယ်ကဲဖောက်မယ်ကဲ Rachel ဟာလေးကတော့ခင်းရောင်လေးပါ Hazel ဟာတော့မင်းရောင်လေးပါပုံလေးကတော့ဘာမှတိတ်မကွာပါဘူးအရောင်လေးပဲကွာသွားပါတယ်ရှင်အရန်လေးချဖို့ကောင်းနေပေါ့နော်ဒါလေးကတော့ရိုးရိုးလေးပေါ့နော်ဒါလေးလေးအရန်စိတ်ပုံဖြစ်တယ်ကွာသူကအကန့်လည်း3ကပ်ပါတယ်ပေါ့နော်ပစ္စည်းတွေအများကြီးလည်းထည့်လို့ရတယ်သူအကန့်3ကပ်ပါတယ်အရန်လည်းအကြီးလည်းမဟုတ်တဲ့သူကပိုအရန်အဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ Rachel တို့ရဲ့ vlog လေးကိုကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye